BOD ကဒီတစ်စခါမှာ Wi-Fi ရဲ့အားနည်းချက်အားသာချက်ရှင်းပြမှာပဲဖြစ်ပါတယ်။ Wi-Fi ရောက်တာဆိုတာကအင်တာနက်ကိုကျိုးမဲ့နည်းလမ်းနဲ့ဖုန်းကွန်ပျူတာ TV စတဲ့အဆက်အစည်းတွေကိုချိတ်ဆက်ပေးနိုင်ခြင်းကိုဆိုလိုပါတယ်။ မိုဒင်တွေကလာတဲ့အင်တာနက်လမ်းကြောင်းကိုကျိုးမဲ့ပစ္စည်းကလေထဲသို့ပေးပို့ပြီးအခြားဆက်တွေကထိုလေထဲမှအချက်လက်ယူလို့ရတဲ့အခြေအနေကို Wi-Fi ရောက်တာဆိုတာကရရှိတဲ့10ကနေအထူစွမ်းကိုပြောလိုခြင်းဖြစ်ပြီး10ကနေကောင်းရင်လုံလောက်စွာအသုံးပြုနိုင်သည်10ကနေအားနည်းရင်ချိတ်ဆက်တာအခက်အခဲဖြစ်သွားသည်အလုတ်လုတ်ပုံတဲ့အင်တာနက်ပေးဆောင်သူက S မိုဒင်သို့လိုင်းတစ်ခုပေးပို့လာသည်နှစ်မိုဒင်ရဲ့အချက်လက်ကိုကျိုးမဲ့ပို့ဆောင်ကရိယာကကျိုးမဲ့တန်လွင်ပြီးအရေးကြီးသောလိုင်းလမ်းပုံမှန်အားဖြင့် 2.4 GHz နှင့် 5 GHz အဖြစ်လေးထဲသို့ဖြန့်ပေးသည်သုံးဖုန်း Notebook TV စသည်တို့သည် Wi-Fi အမည်နှင့်စကားဝက်ဖြင့်ချိတ်ဆက်၍ network တွင်ဝင်ရောက်သည်လေးသုံးသူများ၏တောင်းဆိုမှုများနှင့်အင်တာနက်ဒေတာများသည်ကျိုးမဲ့နည်းဖြင့်ပို့ဆောင်လွှဲပြောင်းခြင်းခံရသည် Wi-Fi ရောက်တာရှိရသည့်အကျိုးများလိုင်းချိတ်မရရှိသေးသောကိစ္စများတွင်လည်းကျိုးမဲ့ပေါ်မှချိတ်ဆက်နိုင်သောကြောင့်အသုံးပြုရလွယ်ကူသည်တစ်ချိန်တည်းတွင်ဆက်များအများကြီးချိတ်ဆက်၍အသုံးပြုနိုင်သည်အိမ်အတွင်းသို့မဟုတ်စီးပွားရေးနေရာများတွင်လွတ်လပ်စွာလှည့်လည်ပြီးအင်တာနက်ကိုအသုံးပြုနိုင်သည်မီးပိတ်သွားလျှင်ကျိုးမဲ့စနစ်လုံးဝမရရှိတော့သောကြောင့်အင်တာနက်အသုံးမပြုနိုင်အသုံးပြုနေသောမိမိရဲ့ကျိုးမဲ့ပို့ဆောင်ကရိယာ router သည်အရေးသွေးနေလျင်အမြန်နှုန်းနဲ့ချိတ်ဆက်မှုအပြတ်သားများဖြစ်တတ်သည်အကျိုးရှိရင် follow လုပ်ခဲ့ပါခင်ဗျာအဆုံးထိနားထောင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ